နောက်တစ်ခုကတော်တော်အရေးကြီးတဲ့သတင်းအားလုံးပဲမင်္ဂလာပါ TN Channel မှာကြိုဆိုလိုက်ပါတယ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ထားတဲ့လူငယ်တွေစီရီယန်သမားတွေကိုလေစိတ်မှာစောက်ဖမ်းနေတယ်ကဲနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါထားတဲ့လူငယ်တွေစီရီယန်သမားတွေကိုလေရင်ကွင်းမှာစောက်ဖမ်းနေပါတယ်တဲ့ဗျာနော်စောက်ဖမ်းနေပါတယ်တဲ့နောက်တစ်ခုကတနင်္လာရီတိုင်းခမောက်ကြီးမြို့မှာစစ်တပ်စစ်ဆေးရေးဂိတ်ကကားတစ်စီးကိုငွေကျပ်2သိန်းကနေ5သိန်းထိချိန်ချောက်ပြီးတော့တောင်းနေပါတယ်တဲ့ပြီးတော့ကုန်ကားတွေကိုလည်းစစ်တပ်ရိတ်ခါပို့ဖို့အတွက်အတင်းအဓမ္မပေါ်တာဆွဲပါတယ်ဟောကုန်ကားတစ်စီးကိုခမောက်ကြီးမှာ2သိန်းကနေ5သိန်းထိငွေညှစ်တယ်ပြီးတော့သူတို့ရိတ်ခါပို့ဖို့အတွက်ကုန်ကားတွေကိုလည်းပေါ်တာဆွဲတယ်အခုပြည်တွင်းကနေပြီးတော့ထွက်လာခဲ့တဲ့ထားရောက်လာခဲ့တဲ့ပြည်သူတွေကိုဖုံဖုံမေးကြည့်တာလမ်းမှာစစ်တပ်ဂိတ်တွေအများကြီးပဲစားစရာပါရင်လည်းအကုန်လုတယ်တဲ့တောင်းတာမဟုတ်ဘူးနော်လုကိုလုတာတဲ့ပတ်စံပါရင်လည်းအကုန်လုတယ်တဲ့ဘလူးတရေတွေလို့လုတာတယ်ဗျာအဲ့ဒါကိုတွေ့တယောက်တည်းပြောတာမဟုတ်လူတိုင်းပြောတာဥပမာဆိုကြပါစို့ရန်ကုန်ကနေထိုင်းကိုကားနဲ့လာတယ်ဆိုရင်အဲ့ဒီဖြတ်လာခဲ့တဲ့လမ်းတစ်လျှောက်မှာစစ်ကောင်စီဂိတ်တွေကစားစရာပါလဲအကုန်လုတယ်တဲ့စားစရာမြင်တာနဲ့ကိုလုတာတဲ့တောင်းတာမဟုတ်ဘူးနော်လုတာတဲ့ပတ်စံမြင်လို့ရှိရင်လဲလုပါတယ်တဲ့နော်ဘလူးတရေလို့လုပါတယ်တဲ့ဗျာဒါလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနော်စစ်ကောင်စီဂိတ်တွေမှာစားစရာပါရင်လဲလုတယ်ပတ်စံပါရင်လဲလုတယ်ရွှေတင်ငွေတွေပါရင်လဲလုပါတယ်နောက်တစ်ခုကပဲခူးတိုင်းတောင်ငူမြို့အဝင်ထီးလိုင်ကျုံးတဲ့ကိုအရက်တောက်ပြီးတော့ရေဆင်းကူးတဲ့ရဲတက်ကြက်ရေနေပြီးတော့သိဆုံးသွားတယ်။အော်စံကုန်မြေလေးတွေပေါ့နော်။စံကုန်မြေလေးတွေနောက်တစ်ခုကမုံရွာမန္တလေးလမ်းပေါ်မှာခရီးသည်တွေကိုစစ်တပ်ကတိုက်ပွဲအတွင်းအတင်းအဓမ္မခေါ်ဆောင်သွားတယ်မုံရွာမန္တလေးလမ်းပေါ်ပါစစ်သားတွေကခရီးသည်တင်ကားကိုတိုက်ပွဲအတွင်းကိုအတင်းအဓမ္မမောင်းခိုင်းသွားတယ်ပေါ့နော်သူတို့လူသားတိုင်းကလှုပ်တာပေါ့ဒါဒီကနေ့ဖြစ်ပွားခဲ့တဲ့တည်င်းပေါ့နော်မုံရွာမန္တလေးလမ်းပေါ်ပါတိုက်ပွဲဖြစ်နေတာအဲ့ဒါကိုခရီးသည်ကားကိုအဲ့ဒီတိုက်ပွဲအတွင်းကိုလူသားတိုင်းကလှုပ်ပြီးတော့တနတ်နဲ့ချိန်ချောက်ပြီးခေါ်သွားတာပေါ့ဗျာအဲ့ဒီကားပေါ်မှာပါတဲ့ခရီးသည်တွေတိုက်ပွဲတွင်းမှာပိတ်မိပြီးတော့3နှစ်အရွယ်ကလေးတစ်ယောက်နဲ့မိခင်အပါဝင်ပြည်သူ3ယောက်သေဆုံးသွားတယ်3နှစ်အရွယ်ကလေးရဲ့မိခင်တစ်ယောက်ရဲ့နောက်ပြည်သူတစ်ယောက်ရဲ့3ယောက်တောင်သေဆုံးသွားတယ်အဲ့တော့ခရီးသွားတာကလည်းကြည်ကြက်သွားကြပေါ့ဗျာနော်အခုဒီလူရုံးမှာစစ်တပ်ကြောင့်လူမဆန်တဲ့စစ်တပ်ကြောင့်ဒီကနေ့ပြည်သူ3ယောက်အလကားဟတ်သက်ဆုံးရှုံးသွားပြီမန္တလေးမုံရွာကားလမ်းပေါ်မှာတိုက်ပွဲဖြစ်နေတာကိုစစ်တပ်ကခရီးသည်ကားလာတဲ့အချိန်မှာအဲ့ဒီခရီးသည်ကားကိုတနတ်နဲ့ထောက်ပြီးတော့လူသားတိုင်းကလှုပ်တယ်အဲ့ဒီအချိန်မှာပဲ3နှစ်ရွယ်သားသမီးနဲ့မိခင်တဦးတခြားပြည်သူတဦးစုစုပေါင်း3ယောက်တိုက်ပွဲအတွင်းမှာပိတ်မိပြီးတော့သေဆုံးသွားတယ်ပေါ့ဗျာနောက်တစ်ခုကမကွေးတိုင်းရေစကြိုမြို့နယ်မြေဆိုးရွာမှာကျောင်းတိုင်ဆရာတော်နဲ့ပြည်သူတချို့ကိုစစ်တပ်ကတပ်ဖြတ်သွားပါတယ်တဲ့ဗျာဒါမကွေးတိုင်းရေစကြိုမြို့နယ်မြေဆိုးရွာမှာနော်ကျောင်းတိုင်ဆရာတော်တပါးနဲ့ပြည်သူတချို့ကိုစစ်တပ်ကတပ်ဖြတ်သွားပါတယ်တော်တော်ရုံပါတယ်စစ်တပ်ဖျားတွေလည်းဘုံကျဲတယ်စာသင်ကျောင်းတွေလည်းဘုံကျဲတယ်ဆေးရုံတွေလည်းဘုံကျဲတယ်စစ်ဘေးရှောင်တွေလည်းဘုံကျဲတယ်ဟမ်
သူတို့ဘုံမကျတဲ့နေရာတစ်ခုမှမရှိဘူးနောက်တစ်ခုကတော်တော်စိတ်မကောင်းစရာသတင်းပေါ့နော်ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့်ထိန်းချုပ်ထားတဲ့ကွတ်ခိုင်မြို့နယ်မုံစီကျေးရွာအုပ်စုပိန်းခမ်းကျေးရွာမှာရွှေတူးဖော်နေတဲ့ MNDAA တပ်သားတွေကိုပြည်သူတွေကမကြိုက်လို့ဆိုပြီးတော့တွားရောက်ကန့်ကွက်တာရွှေတူးဖော်နေတဲ့ MNDAA ကိုးကန့်စစ်သားတွေကိုပြည်သူတွေကတွားကန့်ကွက်တာအဲ့ဒါကန့်ကွက်ရမလားဆိုပြီးတနက်နဲ့ပြစ်တက်တာပြည်သူ6ယောက်သေပြီးတော့6ယောက်တိုင်းရမရိုင်းလိုက်တာဗျာမရိုင်းလိုက်ကြတာပြည်သူကိုစော်ကားတာနော်ဟိုတုန်းကကိုးကန့်တို့ TNLA တို့ဆိုတာဘာမှမဟုတ်ဘူးဒီကနေ့ကိုးကန့်တို့ TNLA တို့ဆိုတာဘုံဘုံတို့ပြည်သူတွေထောက်ခံလို့မင်းအောင်လှိုင်ကိုတိုက်တဲ့ဘသူကိုမဆိုငါတို့ထောက်ခံတယ်ပြည်သူတွေထောက်ခံလို့အခုကိုးကန့်တို့ TNLA တို့ MNDAA တို့လူတလုံးသူတလုံးဖြစ်လာခဲ့ကြတယ်ပေါ့နော်အခုသူတို့လွတ်မြောက်နေမြေတွေလည်းရလဲရရောအခုပြည်သူတွေကိုပြန်ပြီးပြစ်တက်တဲ့အနေအထားတွေရောက်လာပြီအာဏာရှင်ဆန်တဲ့အနေအထားတွေရောက်လာဘုံကိုပြည်သူတွေခဏခဏမေးကြတယ်အခုတော်လှန်ရေးကြီးဟာဒီမိုကရေစီအတွက်တိုက်နေတာမဟုတ်ဘူးလို့ဒီမိုကရေစီအတွက်တိုက်နေတာမဟုတ်ဘူးငါအာဏာရှင်မလုပ်ရလို့တိုက်နေကြတာနော်အခုတော်လှန်ရေးကြီးဟာဒီမိုကရေစီအတွက်တိုက်နေကြမှာမဟုတ်ငါအာဏာရှင်မလုပ်ရလို့တိုက်နေကြတာအကုန်လုံးကအာဏာရှင်တွေကြီးပဲငါအာဏာရှင်မလုပ်ရလို့တိုက်နေကြတာအခုကြည့်လေ MNDAA ကိုးကန့်စစ်သားတွေဘိုးတို့ပြည်သူတွေထောက်ခံမှုကြောင့်အခုတော်လှန်ရေးပါလွတ်မြောက်နေပြည်တွေအများကြီးရလာတယ်အဲ့တော့ပြည်သူတွေရဲ့သဘောဆန္ဒမတူဘဲနဲ့ဒါပြည်သူပိုင်နေရာတွေမှာရွှေတူးဖော်ရေးတွေလုပ်တယ်အဲ့တော့ကိုပြည်သူတွေကကန့်ကွက်တယ်ကန့်ကွက်ရမလားဆိုပြီးတနက်နဲ့ပြစ်တက်တာ6ယောက်သေပြီးတော့6ယောက်တယ်ဘလောက်ယုံမာလိုက်ပဲဗျာဘလောက်အကြက်ဖက်လိုက်တယ်နော်ဒါတော်တော်စိတ်မကောင်းစရာပဲပြည်သူဆိုတာလက်နက်မပါပါဘူးဗျပြည်သူဆိုတာတရားမျှတမှုကိုလိုချင်တာအမှန်တရားကိုလိုချင်တာပေါ့နော်ဒါတော်တော်ကြောက်စရာကောင်းတယ်တော်တော်ကြောက်စရာကောင်းလက်နက်ကင်တွေမြန်မာနိုင်ငံမှာအင်အားကြီးသွားရင်တော်တော်လေးလူပါဝါကြတယ်နော်လက်နက်ကင်တွေအင်အားကြီးသွားရင်တော်တော်လေးလူပါဝါလက်နက်ကင်တာဘယ်ကောင်းမှမကောင်းဘောအခုလက်နက်ကင်ဘသူ့ကိုကြိုက်လဲဆိုရင်တော်လှန်ရေးမှာအရေးပါနေလို့သာဘိုးတို့ကထောက်ခံနေတာမင်းအောင်လှိုင်ကိုတိုက်လို့သာထောက်ခံနေတာလက်နက်ကင်မှန်တယ်ဘယ်သူမှမကြိုက်ဘူးနော်ဘိုးတို့လက်နက်ကင်ထားရင်ဘယ်သူမှမကြိုက်ဘူးအေးလည်းမကြိုက်ဘူး KIA လည်းမကြိုက်ဘူးဘာကောင်းကြီးမှမကြိုက်ဘူးလက်နက်ကင်တဲ့လမ်းစဉ်ကိုဘိုးကကြိုက်ကိုမကြိုက်တာအဲ့လက်နက်ကင်ပြီဆိုရင်အနိုင်ကျင့်ကြတာပဲလက်ထဲမှာလက်နက်ကလေးများကင်ထားပြီဆိုရင်အကုန်လုံးကအနိုင်ကျင့်ကြတယ်ဒါကြောင့်လက်နက်ကင်မှန်တယ်ဗျဘဘအကုန်မုန်းတယ်ဘယ်လက်နက်ကင်မှမကြိုက်ဘူးတော်လှန်ရေးလုံးနေလို့သာမဲအောင်လိုက်ကိုတိုက်နေလို့သာဘဘကဒီလက်နက်ကင်တွေကိုထောက်ခံနေတာပေါ့နော်ကြိုက်လားဆိုလုံးဝကိုမကြိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့လက်နက်ကလေးများလက်ထဲမှာရောက်သွားပြီဆိုလို့ရှိရင်သွေးကနှထလင်ရောက်ပြီးတော့အာနာရှင်ဆန်လာကြတယ်ပေါ့ဗျာနော်ဘိုးကြလာကြတယ်အနိုင်ကျင့်လာကြတယ်ဒါကြောင့်ဖုံဖုံလက်နက်ကင်လမ်းစဉ်ကိုမကြိုက်ပါဘူးမကြိုက်ပြင်မဲ့လည်းအခုမင်းအောင်လိုင်းပြုတ်ကြရေးအတွက်လက်နက်ကင်လမ်းစဉ်ကိုထောက်ခံတယ်ဒါပေမဲ့လက်နက်ကင်လမ်းစဉ်ကိုကြိုက်သလားဆိုတော့လုံးဝမကြိုက်ပါဘူးလက်နက်ကင်လမ်းစဉ်ဟာလက်နက်မရှိတဲ့ပြည်သူကိုအနိုင်ကျင့်တယ်ပေါ့စော်ကားတယ်ပေါ့နော်နောက်တစ်ခုကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆတ်မြို့ပေါ်မှာရဲတွေပြူစောတီးတွေစစ်သားတွေကဝန်ထမ်းရောင်ဆောင်ပြီးတော့ကျောင်းသားလူငယ်တဦးရဲ့ဆိုင်ကယ်ကိုလူရက်ပါတယ်နော်
ကျောင်းသားလူငယ်တယောက်ရဲ့ဆိုင်ကယ်ကိုဒါမိုင်းဆက်မြို့ပေါ်မှာလူရက်တာလက်ရှိမိုင်းရယ်တို့မိုင်းဆက်တို့တာချီလိတ်တို့ဆိုတာကစစ်ကောင်စီအုပ်ချုပ်တဲ့နေမြေတွေဘယ်တိုင်းသားမှမသိရသေးတဲ့နေမြေတွေတန့်ရန်မိုင်းရယ်မိုင်းဆက်တန့်ရန်မိုင်းရယ်မိုင်းဆက်တာချီလိတ်ဆိုတာဒါဘယ်တိုင်းသားမှမသိရသေးတဲ့နေမြေတွေပေါ့နော်အဲ့ဒီနေမြေတွေမှာစစ်သားတွေရဲတွေပြူစောတိတွေကကျောင်းသားလူငယ်တယောက်ရဲ့ဆိုင်ကယ်ကိုလူရက်ပြီးတော့ထွက်ပြေးတယ်ဓမြတိုက်တယ်ခိုးဆိုလူရက်တွေလုပ်တယ်နောက်တစ်ခုကမိုင်းဆက်ထောင်မှုအကျဉ်းသားများထံကနော်ငွေညှစ်တယ်ရန်ပြည်နယ်ရှေ့ပိုင်းမိုင်းဆက်အကျဉ်းထောင်မှာထောင်မှုမျိုးစော်ကထောင်ကြတဲ့အကျဉ်းသားတွေကိုနှိပ်စက်ပြီးတော့မိသားစုတွေစီကငွေညှစ်တယ်အကျဉ်းချနေတဲ့ထောင်သားတွေကိုနှိပ်စက်ပြီးတော့မိသားစုတွေကငွေညှစ်တယ်အဲ့ဒါထောင်မှုမျိုးစော်ပေါ့နော်နောက်တစ်ခုကရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာပဲလွဲစတုံအောက်ရွာနဲ့ရန်ခေါင်ရွာသွားတဲ့ကားလမ်းပေါ်မှာကုန်းစုံဆိုင်တစ်ဆိုင်ကိုတနက်ကင်လူ3ယောက်ကဓမြတိုက်ပြီးတော့ကားနဲ့ငွေတွေကိုလူယူသွားတယ်ဟောလွဲစတုံအောက်ရွာနဲ့ရန်ခေါင်ရွာသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ကုန်းစုံဆိုင်ကိုတနက်ကင်ရတဲ့လူ3ယောက်ကဓမြတိုက်တော့တာကားနဲ့ငွေတွေကိုလူယူသွားတယ်အဲ့ဒါဘယ်သူတွေလဲလို့မေးလိုက်တာချီလိတ်ဆိုတာစစ်တပ်အုပ်ချုပ်တဲ့နေမြေနော်အဲ့တာချီလိတ်မှာဖြစ်သမျှခိုးဆိုလူရဲ့မှန်သမျှဟာစစ်တပ်ရဲ့ပြူစောတိတွေပဲလောက်တာဘယ်သူမှမလုပ်ဘူးသူတို့ပဲရှိတာပဲနောက်တစ်ခုကလမ်းမတော်ကလီစိတ်ကမ်းမှာလူ12ဦးပါတဲ့ဆက်လီမှောက်ပြီးတော့17တန်းကျောင်းသားပျောက်ဆုံးသွားတယ်ပျောက်ဆုံးပြီဆိုမှတော့သေပြီပေါ့ဒါဆက်လီမှောက်တာပေါ့နော်ဟိုတလောကလည်းပဲအဲ့ဒီရန်ကုန်မြို့ထဲမှာဆက်လီမှောက်တာကျောင်းသားလေးတွေအများကြီးသေသွားတယ်ပေါ့နော်အခုလည်းပဲလူ12ယောက်ပါတဲ့ဆက်လီမှောက်ပြီးတော့17တန်းကျောင်းသားသေဆုံးတယ်အမှန်ဆိုရင်ဖို့ဖြစ်စေချင်တာကလေမြန်မာနိုင်ငံကအတိတရားမရှိတာလားခင်မမိတာလားမသိဘူးလေတွေပေါ်မှာအတက်ကဲအင်ကြီးတွေထားတဲ့တယ်ပေါ့နော်ထားတဲ့တယ်လေမောက်ရင်တော့မှအတက်ကဲအင်ကြီးတွေဘာမှမဖြစ်နိုင်ဘူးပေါ့နော်ဒါတွေဟာဖို့တို့တကယ့်ကိုလုံးရမယ်အလုပ်တွေပေါ့နော်လုံးရမယ်အလုပ်တွေဒလဟိုဘက်ကနဲ့ဒီဘက်ကဖယ်ရီဆွဲစားပြီးဆိုတဲ့ကွာအဲ့ဒီဆက်လီပေါ်မှာ